ရိမေတ္တရာဘုရားရှင်တရားထူဟောမဲ့ဇလုံတောင်ဘုရားဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရာဒီနေရာလေးမှာတော့ဂေါရမဗုဒ္ဓမြတ်စွာဘုရားတရင်သုံးပြီးတရားထူဟောခဲ့တယ်လို့နောက်ဝင်မဲ့အရိမေတ္တရာဘုရားရှင်လည်းတရားထူဟောအောင်မယ်လို့ဗျာဒိတ်ပေးထားခံခဲ့ကြပါဒီနေရာလေးကစကိုင်းတိုင်းဒေသကြီးကတ္တခရိုင်ဗန်းမောင်မြို့နယ်ရဲ့အနောက်မြောက်12မိုင်နှစ်ဖာလုံလောက်မှာရှိတဲ့တောမြိုင်လေးတဲကဇလုံတောင်ပါပဲဇလုံတောင်ဘုရားကကျဲဝါတဲ့တမိုင်းနောက်ခံတွေရှိတယ်လို့ထိုစံနဲ့ဝိသေသတွေလည်းပိုင်ဆိုင်ထားဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဇလုံတောင်ရဲ့ဘုရားတမိုင်းလေးကိုကြည်ညိုစရာသိရှိနိုင်မှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်ဝါတော်20ပြည့်ရဲ့နှစ်မဟာတက္ကရီ123ခုနှစ်မှာတကြားမင်းဖန်ဆင်းပြီးတဲ့နတ်ပန်းယထာ900ရဟန္တာအရှင်သူမြတ်900ကိုခြံရံပြီးကောင်းကင်ခရီးကနေဇလုံတောင်ကိုကြွားထီတော်မူလာတာပါအဲ့ဒီတုန်းကတော့ဂေါတော်ပလင်တောင်လို့ခေါ်ကြတာဖြစ်ပါတယ်အရှိဘဲကြီးအေယာရီမြစ်နဲ့အနောက်ဘက်ကြီးတလာဝတီမြစ်တို့လည်းရှိပါတယ်ဂေါတော်ပလင်တောင်တော်ကိုပိုင်ဆိုးထားတဲ့အေယာပထနန္ဒကာမီရဲ့ပင်ဖိန်မှုကြောင့်ဘုရားရှင်ကကြွမြန်းလာပြီးတော့တရားလာဟောပေးခဲ့တာပါဘုရားရှင်ကတောင်တော်မှာ9ရက်တာကာလပတ်လုံးတရင်သုံးပြီးတရားတူဟောပေးခဲ့ပါတယ်နန္ဒကာတာဖာကတော့ဘုရားရှင်နဲ့တကွရဟန္တာတန်ခါတော်တွေကိုနေ့စဉ်စွန့်ခဲပွဲတွေစက္ကန့်လှူဒန်းခဲ့တာပါနန္ဒကာတာဖာကတရားထက်တန်ပြီးစွန့်ခဲပွဲတွေပိုရှန်နေလို့ဘုရားရှင်ကတောင်တော်ရဲ့လေးဘက်လေးလံကိုစွန့်ကျဲပက်ဖြန့်ခဲ့ပြီးစိန်ရွှေငွေကြောက်တံပရမများတွေဖြစ်ပါစေလို့ဆုတောင်းတိတ်ထံပြုခဲ့ပါတယ်နောက်ပြီးအတူပါလာတဲ့ညီတော်အာနန္ဒာကိုဂေါတော်ပလင်တောင်မှာနောင်ဝင်းနဲ့အရိမေတ္တရဘုရားရှင်တရင်သုံးပြီးတရားတူဟောလိမ့်မယ်လို့ဗျာဒိတ်တော်ပေးခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုဇလုံတောင်ဘုရားတမိုင်းမှတ်တမ်းတွေမှာခိုင်ခိုင်မာမာဖော်ပြထားပါတယ်။ဒေသခံတွေကတော့မြောက်ဘက်ကဖားကန့်ကကြောက်စိန်တွင်းတွေနဲ့အနောက်ဘက်အရှေ့ဘက်တောင်ဘက်တွေကရွှေတွင်းတွေကဘုရားရှင်ရဲ့သစ္စာဒိဋ္ဌံကြောင့်ဖြစ်ပေါ်လာရတာလို့ယုံကြည်နေကြပါတယ်။တောင်တော်ရဲ့အမြင့်က666ပေလောက်ရှိပါတယ်။ခေပြောင်းလာချိန်မှာဘုရားပွင့်တော်မူမဲ့တာလွန်တောင်တော်လို့ခေါ်ခဲ့ကြတာပါ။ကြောက်ကလက်တောင်တော်ကြီးကိုအဝေးကလှမ်းကြည့်ရင်ဇလုံးတစ်လုံးမှောက်ထားတာနဲ့တူနေရကြောင်းဒေသခံတွေကဇလုံးတောင်လို့အလွယ်ခေါ်ကြရင်လည်းအဲ့ဒီနာမည်တွင်လာခဲ့ပါတယ်။နန္ဒကာတာဖလက်ထက်တုန်းကတော့တောင်တော်ပေါ်မှာဘုရားမတည်ထားခဲ့ရသေးပါဘူး။တက္ကရီ490နှစ်လောက်မှာတော့အရှင်အရဟံနဲ့တပည့်အရှင်အာဇရမထေရမြတ်နှစ်ပါးကတောင်တော်ကိုကြောက်ရောက်လာခဲ့ပြီးအိဇာတရလူတရချမ်းသာကြီးအောင်တော်မူအောင်စုယူစီရီတွေကိုအရင်ဆုံးတည်ထားကိုးကွယ်ခဲ့ကြပါတယ်။1912ခုနှစ်လောက်ကျတော့ဝိဇာမဟိတိအရှင်လို့နာမည်ကြီးရဲ့ဖုံးကြီးဦးသာအေးအရှင်မြတ်ကအောင်တော်မူအောင်စုယူစီရီတွေကိုဒုတိယကြိမ်ပြုပြင်မောမှန်ပြီးအောင်ကျော်အေးအောင်ဇလုံတောင်လို့သာသနာပြုမောကွန်းတင်ကြဖြစ်ပါတယ်။နောက်ပိုင်းမှာလည်းဇလုံတောင်ရဲ့ဖုံတက်ကိုကြောင့်သာသနာအစာအုပ်တွေသာသနာပြုကိစ္စတွေဖျားဖို့တွေပို့တိုးပွားလာခဲ့ကြတာပါ။ဇလုံတောင်နဲ့စမ်းကြံမှုတွေလည်းရှိပါတယ်။တောင်တော်တရှိပုံကကြောက်ဆောင်ကြီးလေးလုံးပူးကက်ထားသလိုပုံစံဖြစ်နေပါတယ်။နှလုံးတွဲတစ်စုံကခမမြင့်ရှိပြီးဘေးမှာတော့နှိမ့်နေတဲ့နှလုံးတွဲထက်ရှိနေပါတယ်။အဲဒါကြောင့်ကြောက်ဆောင်တစ်လုံးစီကိုဖခင်မဲတော်တောင်မဲတော်တောင်သားတော်တောင်သမီးတော်တောင်လို့သတ်မှတ်ထားခဲ့ကြတာပါ။လွန်ခဲ့တဲ့နှစ်40ကျော်လောက်တုန်းကတော့တိမ်တိမ်တုံမြည်ဟီးတဲ့အတန်ကြီးကိုဗန်းမောက်တစ်မျိုးလုံးကြားခဲ့ရပါတယ်။သမီးတော်တောင်ကပဲ့ကျသွားခဲ့လို့ဒီတန်တွေထွက်လာခဲ့ရတာပါ။အဲဒါကြောင့်သမီးတော်ကျင်ရဘက်နောက်လိုက်သွားပြီလို့တော့ဒေသခံတွေကတင်စားခဲ့ကြပါသေးတယ်။နောက်ပြီးပုံမှန်ဆိုရင်ကျောင်းတောင်လေးကိုပဲမြင်ရတာဖြစ်ပေမဲ့တစ်ခါတလေဆိုရင်ညနေခင်းမှာတောင်တစ်ခုလုံးရွှေရောင်ဝင်းနေတာကိုတွေ့ခဲ့ကြရပါတယ်။ကျောက်တောင်ထိပ်တရတဲ့လမ်းကလည်းအရန်လက်ကိုတော့မဟုတ်ပါဘူး။ဒီနေရာမှာလည်းထူးခြားမှုတွေရှိပါတယ်။တက်ကြီးရွှေအိုတွေကျမကြီးမကောင်းတဲ့သူတွေတောင်ရအောင်တက်နိုင်တဲ့အခါမျိုးတွေရှိတယ်လို့တန်တန်မမလူတွေလက်တဝက်ကနေလက်ပြန်ရတာမျိုးတွေလည်းရှိနေကြတာပါ။ဒီအခြေအနေမျိုးကိုတော့မဖိုးထိုက်လို့ဆိုပြီးယုံကြည်ထားကြပါတယ်။ဒေသခံတွေကတော့ဇလုံတောင်ဘုရားကိုတက်ရောက်ဖူးမြော်နိုင်တဲ့သူတွေကအရိမေတ္တရာဘုရားရှင်ကိုဖူးမြော်ခွင့်ရလာမဲ့သူတွေပဲဖြစ်တယ်လို့ယုံကြည်နေကြတာဖြစ်ကြောင်းဝေမျှလိုက်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။